ဒီနေ့မှာဂျပန်အမျိုးသမီးဝန်ကြီးချုပ်တာကာရှိဆနာရဲ့နော်ဒေါ်နယ်ထရန့်နဲ့တွေ့နေပါပြီ။ပြန်နေကျွန်မသားလေးကိုပြက်ကလုပ်ထားတာ။အဲ့ဒါဘာလဲဆိုရင်သူတို့နိုင်ငံမှာဒီဝန်ကြီးချုပ်အစ်စ်ကနေပြီးတော့မှပထမဆုံးတွေ့ပြီးတော့မှသူတို့နိုင်ငံရဲ့အလားအလာရှိတဲ့ဟာသူရဲ့ဆုံးဖြတ်ထားတဲ့ဟာနဲ့တူသွားမဲ့လမ်းစဉ်ပေါ့နော်ဒီဒေါ်နယ်ထရန့်နဲ့သူပူးပေါင်းဆောင်ရွက်မဲ့ဟာလေးတွေပြောပြနေတာဟုတ်တယ်စကားမဆက်တာလေအင်္ဂလိပ်စာကောဒီဂျပန်စာကောလေ့လာနေတဲ့လူတွေအတွက်ကိုတော်တော်လေးအဆင်ပြေရနော်သူတို့ပြောတဲ့စကားလုံးသုံးလုံးကိုဂျပန်လူနဲ့နားမလဲတဲ့ဟာဆိုအင်္ဂလိပ်လိုပြန်ကြည့်လိုက်အင်္ဂလိပ်လိုသိနားမလဲဆိုဂျပန်လိုပြန်ကြည့်လိုက်နဲ့ဒီဘယ်လိုပြောမလဲပြောထားတဲ့အသုံးလုံးကဘာလို့လဲဆိုရင်ဒီစာနာရဲ့ဆန်လေးဝန်ကြီးချုပ်ကဂျပန်လိုပဲပြောတာအဲ့ဒါကိုသူ့ရဲ့အနောက်ကအင်္ဂလိပ်စာ translate လုပ်ပေးတဲ့လူ interpreter ပေါ့နော်စကားပြန်ကအင်္ဂလိပ်လိုပြန်ပြောတယ်တော်တော်လေးကောင်းတယ်သူပြောထားတဲ့စလုံးတွေကိုပြီးတော့ပြောချင်တဲ့ဘောကလေးလာစိတ်ဝင်စားတဲ့လူပြောတာနော်စိတ်ဝင်စားတဲ့လူတွေ့တဲ့လူတည်င်းလိုက်လေးလာမယ်ဆိုရင်ကောင်းတယ်ဒီတည်င်းကိုဘယ်မှာဒီတည်င်းရဲ့ link ကိုကျွန်မ comment မှာရေးပေးထားမှာမယ်ကြည့်ချင်တဲ့လူအသေးစိတ်ပေါ့နော်အဲ့လိုသူတို့ပြောတဲ့ဟာလေးနားထောင်လို့ရအောင်လို့အဓိက point ပြောချင်တာပါလဲဆိုရင်ဒေါ်နယ်ထရန့်လမ်းစဉ်အတိုင်းဒေါ်နယ်ထရန့်လည်းအမေရိကန်တွေကိုသူရန်ချစ်တယ်အမေရိကန်နိုင်ငံကိုသူကာကွယ်တယ်သူချစ်တယ်သူနိုင်ငံရဲ့လူတွေသူနိုင်ငံသားအတွက်သူ American first ပေါ့နော်အမအခုကြည့်လိုက်ဒီဂျပန်ကလည်းဒီပါတီကလည်းဒီဂျပန်မျိုးသမီးကလည်း日本人 first လာတော့မယ်နော်ပြီးတော့နောက်တစ်ခုကပါလဲဆိုရင်သူဒီကာကွယ်ရေးဈေးပေါ့နော်ခုနပြောတယ်ကျွန်မပြီးခဲ့တဲ့ဗီဒီယိုမှာလည်းပြောပါတယ်ကျွန်မဝက်ပေါ်မှာရှိတဲ့ဗီဒီယိုတွေကျွန်မပြောထားပါတယ်ကာကွယ်ရေးဈေးကိုပြီးရင်နီးပညာတွေအကုန်လုံးထပ်တိုးမယ်အတူတူပူးပေါင်းမယ်ပြီးတော့အဓိကပြောရမယ်ဆိုရင်သူ့နိုင်ငံတည်းသူကောင်းကောင်းကာကွယ်ဖို့အတွက်ကိုသူနီးပညာတွေသုံးမယ်ကုန်ကြစည်ကာကွယ်ရေးဈေးကိုပို့သုံးမယ်ဒါပြီးတော့နောက်တစ်ခုထည့်ပြောတော့တယ်နော်ကျွန်မပြောထားတဲ့အချက်တွေအများကြီးပဲဒါပေမဲ့ကျွန်မအဆင်ပြေတော့သူအချင်းချုပ်ပြီးပြောလိုက်တာဒေါ်နယ်ထရန့်ကိုတဲ့သူကကျေးဇူးတင်တဲ့အကြောင်းသူ့ပေါ့နော် appreciate ပေးတဲ့အကြောင်းသူအရန်ကိုလေးစားကြည့်ညူပြီးတော့မှဒီငါတို့အာရှအတွက်ကိုဒီဗာလဲပြီးခဲ့တဲ့ကမ္ဘောဒီးယားထိုင်းနိုင်ငံအပြစ်ခက်ရဲစေးကိုညှိနှိုင်းပေးခဲ့တဲ့အတွက်ကောပြီးတော့အခုဒီအရှိလေပိုင်းတွေတက်ပါလဲသူစူးစမ်းနေတဲ့ဟာတွေကိုသူချင်းမမီပြောသွားတယ်ဒီဘယ်လိုပြောမလဲပြောဆိုသွားတာပေါ့နော်ပြီးတော့နောက်တစ်ခုကအာဘေရှင်ဇိုအာဘေနဲ့ပတ်သက်ပြီးမှသူကရင်းနှီးတာကိုအခါကျတော့သူရဲ့ပတ်သက်ပြီးမှတဲ့ဂျွန်နထန်ရဲ့အကြောင်းဂျွန်နထန်ရဲ့လုတ်ကိုက်တဲ့ပုံသူကြည့်ထားမှသူအရန်ကိုလေးစားကြည်ညိုရပါတယ်ပေါ့ပြီးတော့ပြီးတဲ့နှစ်မှာပေါ့နော်ဒီဆုံးသွားတဲ့ဝန်ကြီးချုပ်ဟောင်းရဲ့ဇနီးကိုတွေးဆုံပြီးတော့မှသူတွေးတဲ့အခါကိုလည်းသူဝမ်းသာရပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့သူကျေးဇူးတင်စကားပြောတယ်ပြီးတော့သူကတဲ့ဒေါ်နယ်ထရန့်ကိုလှုပ်ရက်ပြီဒေါ်နယ်ထရန့်အခုလိုပြုတ်မှုနေတဲ့သူအုတ်ချုပ်ကင်ထွေနေတဲ့ဟာတွေအကုန်လုံးရဲသဘောကြတယ်ကြည့်ရတာဂျပန်နိုင်ငံကိုလည်းသူအဲ့လိုမျိုးလာလိမ့်မယ်နော်နောက်ပိုင်းသူလမ်းစဉ်တိုင်းကပြီးတော့သူတို့ကောက်ွေးစိတ်တိုးမယ်ဆိုတာလည်းခဏခဏပြောနေသူဒါပေမဲ့အခုလည်းတိုးထားတာပဲဒါပေမဲ့ percentage ကနည်းနည်းချင်းစီတိုးပြီးတော့မှပေါ့နော်ဘယ်လိုတိုးမလဲဆိုတာတော့မပြောတတ်သေးဘူးဘယ်လိုဖြစ်လာမလဲဆိုတာတော့ပြီးမှနိုင်ငံရေးသတင်းတွေပြန်တက်လာပြီသူတို့နှစ်ယောက်တွေ့ဆုံပြီးနောက်မှသတင်းတက်လာတဲ့ခါကျွန်မပြောပြပေးပါမယ်အားလုံးပဲဆင်ပြေကြပါစေ bye bye